We
ရှိပါတယ်ရှင်ညသွေးစီစုယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုဦးကျော်စိုးလင်း၏သမီးမတ်စုတရာအောင်စုယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ကြီးခရီးကမ်းမှာပညာသင်ထူးချွန်စုပထမဆုံးရရှိသူအဖဦးစောလင်းဤသားမောင်တီဟာမျိုးစုယူရဲ့စင်မြင့်မော်တို့ဖိတ်ခေါ်ပါတယ်ရှင်ဒုတိယဆုရရှိသူအဖဦးတီဟာအောင်၏သမီးမတ်မြတ်မှုတခင်စုယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ကျုပ်စုတတိယဆုရရှိသူအဖဦးဝင်းမင်းထွန်းဤသားမောင်ဆိုင်ရှန်ဟန်စုယူရဲ့စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဦးချမ်းမြေအောင်ဤသမီးမတ်ချယ်ရီသွန်စုယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုဒုတိယဆုရရှိသူအဖဦးမင်းကိုနိုင်ဤသားမောင်ဖြိုးမင်းတို့ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုတတိယဆုရရှိသူအဖဦးမျိုးစန်းဤသားမောင်ရွှေဖြိုးစံဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ရေဝမ်ကန်းမော်ခမ်းမှာပညာသင်ထူးချွန်စုပထမဆုရရှိသူအဖဦးနိုင်စီသူဤသားမောင်ဝင်းရန်ခါဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုဒုတိယဆုရရှိသူအဖဦးညီပြောင်းဤသားမောင်အောင်ဖုံးပြေဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်
ရှိသူအဖဦးဝင်းမင်းထွေး၏သမီးမက်ရွှေရီဝင်းလဲဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင် ပထမဆုံးရရှိသူအဖဦးစောစောမင်း၏သမီးမန်းမြတ်ရည်စောဆုလက်ခံရယူရန်အစင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုဒုတိယဆုရရှိသူအဖဦးဝင်းမင်းထွန်း၏သမီးမန်းအိမ်ချီစုဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ကျော်သူရည်တာမောင်စင်ရဲ့သူဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဆုများကိုချီးမြှင့်ပေးပါတော့ဆရာကြီးဦးစောမြတ်ကျေးဇူးထူးတင်ရှိပါတယ်ရှင်ကျုံစုဒုတိယဆုရရှိသူအဖဦးလင်းထွန်း၏သမီးမန်လင်းရည်မေဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးကျုံစုတတိယဆုရရှိသူအဖဦးထူးထူး၏သမီးမန်တော်တော်ရဲ့မှုရဲ့ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ရိတ်တူးနှင်းစီကမ်းမှာပညာသင်ထူးချွန်စုပထမဆုရရှိသူအဖဦးကျော်မမောင်သွင်ဤသားမောင်ထပ်ပိုင်ဦးဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်စုဒုတိယဆုရရှိသူအဖဦးအောင်တီဟာကျော်၏သမီးမတ်သွန်းစုစံလျောင်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ထူးချွန်စုတတိယဆုရရှိသူအဖဦးဟန်ဝင်းထွန်း၏သားမောင်ဖြိုးဟင်းကျော်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ရိတ်တူးတရဖီကမ်းမှာပညာသင်ထူးချွန်စုပထမဆုရရှိသူအဖဦးမြတ်သူ၏သမီးမက်ချစ်စုဆန်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုဒုတိယဆုရရှိသူအဖဦးလာဖုံး၏သမီးမက်ဖုံးသိန်ကြီးဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပ
ဒေစီကမ်းမှာပညာသင်ထူးချွန်စုပထမဆုရရှိသူအဖဦးအောင်ကျော်ဆန်းလီသားမောင်ဆွဲတုတအောင်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုဒုတိယဆုရရှိသူအဖဦးနိုင်လင်းထွန်း၏သမီးမတ်စုမြတ်လာရာဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုတတိယဆုရရှိသူအဖဦးမျိုးထွန်း၏သားမောင်ဟန်မင်းသားဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဆရာကိုချီးမြှင့်ပေးပါတော့ဆရာကြီးဦးဖြူအားကျေးဇူးထူးတင်ရှိပါတယ်ရှင်အစီအစဉ်အရ2024-2025ပညာသင်နှစ် Grade 3မှာပညာသင်ထူးချွန်ဆုရရှိခဲ့သောကျောင်းသားကျောင်းသူများအားဆုချီးမြှင့်မည့်အစီအစဉ်ဖြစ်ပါတယ်ရှင်ဆုများကိုချီးမြှင့်ပေးပါရန်ဆရာဦးမြတ်စောအားလေးစားစွာပန်ကြားအပ်ပါတယ်ရှင်တတိယဆုရရှိသူအဖဦးစီသူဝင်းဤသားမောင်လျံမင်းခန့်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်Grade 3 ဇီဇဝါခန်းမှာပညာသင်ထူးချွန်ဆုပထမဆုရရှိသူအဖဦးချမ်းမြေအောင်ဤသမီးမတ်ညံတို့သူဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်ဆုဒုတိယဆုရရှိသူအဖဦးအောင်ကိုကိုဤသမီးမတ်ရရီကိုစင်ကိုဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ထူးချွန်ဆုတတိယဆုရရှိသူအဖဦးသိန်းအောင်ဤသမီးမတ်ကျော်ခင်ခင်တဲ့ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်Grade 3 ယူဇနာခန်းမှာပညာသင်ထူးချွန်ဆုပထမဆုရရှိသူအဖဦးတော်စင်လက်ဤသားမောင်လင်းဖုံးမြတ်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်ဆုဒုတိယဆုရရှိသူအဖဦးဖုံးမြင့်လာဤသမီးမတ်ရွှေရည်ဖုံးမြင့်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်
ကျော်စုတတိယဆုရရှိသူအဖဦးသဲမောင်ရင်သမီးမတ်မေပြည့်စုံဆွေဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ခတ္တခမ်းမှာပညာသင်ထူးချွန်စုပထမဆုရရှိသူအဖဦးရန်စောဤသမီးမတ်ဆောင်နဒီစောဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုဒုတိယဆုရရှိသူအဖဦးမြောင်မိုးဤသားမောင်ကျော်မျိုးထွန်းဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဦးမျိုးတန်းဦး၏သမီးမတ်မေတနာဦးဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဆုများကိုချင်းမြင့်ပေးပါတော့ဆရာကြီးဦးများစွာအားကျေးဇူးထူးတင်ရှိပါတယ်ရှင်ပါတယ်ရှင်ပညာသင်ထူးချွန်စုတတိယဆုရရှိသူအဖဦးမျိုးစန်းဤသားမောင်ရဲနောင်ထွန်းဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ချယ်ရီကန်မှာပညာသင်ထူးချွန်စုပထမဆုရရှိသူအဖဦးနိုင်နိုင်စိုးဤသားမောင်ဆိုင်လင်းခန့်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုဒုတိယဆုရရှိသူအဖဦးလာမင်းနိုင်၏သမီးမန်နှင်းဝေလွင်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုတတိယဆုရရှိသူအဖဦးစန်းနိုင်ဤသားမောင်သူထန်းနိုင်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဆုများကိုချီးမြှင့်ပေးပါတော့ဆရာမကြီးဒေါ်ထဲကြီးအားကျေးဇူးထူးတင်ရှိပါတယ်ရှင်ရှိသူအဖဦးစောစောထက်ဤသမီးမတ်တီရီတနာထက်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ပညာသင်ထူးချွန်စုတတိယဆုရရှိသူအဖဦးမင်းကြိုင်ဤသမီးမတ်တနာထွန်းဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်သစ္စာကံမှာပညာသင်ထူးချွန်စုပထမဆုရရှိသူအဖဦးဖုံးကျော်၏သမီးမတ်မေချိုအေးဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်
ကျော်စုတတိယဆုရရှိသူအဖဦးကျော်စော၏သမီးမတ်မိန်သက်ဟန်ဆုလက်ခံရယူရန်စင်မြင့်မော်တို့ဖိတ်ခေါ်အပ်ပါတယ်ရှင်ဆုများကိုချီးမြှင့်ပေးပါတော့ဆရာမကြီးတော်ယူယူအားကျေးဇူးထူးတင်ရှိပါတယ်ရှင် Maro music band လေးက SK music band လို့ခေါ်ပါတယ်။မနာမည်မတီရီလို့ခေါ်ပါတယ်။ Okay အဲ့တော့ဒီချင်းလို့ရတယ်လေ။ကလေးတွေလိုက်ဆိုလို့ရတယ်နော်။နောက်တော့ကျရင်မိမိတို့အတွက်ဆိုပေးမယ်နော်။ကျေးဇူးများတင်ပါတယ်။ Okay ဒုတိယရုံးအနေနဲ့ဒီကသသားမီးတွေလည်းအားလုံးရနိုင်မယ်လို့ထင်ပါတယ်။လူပါဟဲ့တဲ့လူပါဘယ်လဲချစ်ချစ်လေးလာယူမှာကအပြိုလေးဟဲ့ဒီမဒီယာမလို့ကောင်းကြည့်သူမရအာယူ Okay ရတယ်နော်။ငယ်ခါချိုးပါဖို့ချိုးဖို့သူအောင်ချိုးပါဖို့ဟဲ့ချိုးပါဖို့ရှိလာတာသူများဖို့ရံပေးတဲ့ငယ်သားချတဲ့သူများဖို့သူများဖို့ကြောင်ကြည့်သူမဟဲ့ရဲ့လားယောက်ျားရမလောကတော့ Okay သမီးစားပြီးကြမျောလို့အိမ်ရောက်ဝင်ပြီးကြမျောလို့ဆေးလိုက်တော့ဘယ်စိတ်ဒီညာချီချကြောင်ကြည့်သူမငါနဲ့ရဟဲ့
ရင်ချမ်းနေရပဲစမ်းဆောင်များကချီလေးဆိုပြီးလို့နေတယ်ဆောင်းရစိတ်ချင်းနဲ့တွေ့ကိုမွေးနေတွေ့နေလို့ရဲ့ချာလေးတိုင်းဝက်ကဟာတို့ရဲ့ယူရမွေးလို့စမပြောင်းနေပဲတို့စမပြတ်နေပါလေOh, baby, more than a job. Take it away, do it all. Yeah, go down the line. Don't you like it? Let it up, baby. Come on, so yeah. 1, 2, 3, go. Baby, go. Yeah, I'll go, hey, yeah, I'll go. This way, yeah. Baby, it's not up. Hey, yeah, I'll, hey, yeah, I'll. Baby, I'm proud
ပါတယ်အတန်နေတိုးနေနော်Grace 1မှာပညာသင်ထူးချွန်စုတတိယဆုရရှိသောအဘဦးစိုးခိုင်၏သမီးမတ်တဲဆွရွှေထွန်းဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါရရှင် Grace 2မှာပညာသင်ထူးချွန်စုပထမဆုံးရရှိသောအဖဦးအောင်လာ၏သမီးမတ်စောယူလိုက်ဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါရရှင် Grace 2မှာပညာသင်ထူးချွန်စုဒုတိယဆုရရှိသောအဖဦးစိန်လွင်၏သမီးမတ်ယူစင်ထွေဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါရရှင် Grace 2မှာပညာသင်ထူးချွန်စုတတိယဆုရရှိသောအဘဥပ္ပိုလ်တန်းလွင်၏သားမောင်သူရိန်ခန့်ဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါရရှင် သူများကိုချီးမြှင့်ပေးပါတော့ဆရာမကြီးတော်အေးချမ်းပြူအားကျေးဇူးတူပင်တင်ရှိပါတယ်ရှင် Happy birthday.
Great A မှာပညာသင်ထွန်းချွန်စုဒုတိယဆုရရှိပါသောအဖဦးအောင်ကျော်စိုး၏သားမောင်ရှင်းကန်းအောင်ဆုလက်ခံရယူပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင် Grade 8မှာပညာသင်ထွန်းချွန်စုတတိယဆုရရှိသောအဖဦးအေးလာ၏သမီးမတ်တင်စာမိုးလွင်ဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင် သူများကိုချင်းမြင့်ပေးပါတော့ဆရာကြီးဦးဖြူအားကျေးဇူးထုပင်တင်ရှိပါတယ်ရှင် ရှင် Grade 9မှာပညာသင်ထွန်းချွန်စုဒုတိယဆုရရှိပါသောအဖဦးမြင့်ဝင်း၏သမီးမတ်နှင်းရွှေစင်ဆုလက်ခံရယူပါရန်ဖိတ်ခေါ်အပ်ပါတယ်ရှင် သူများကိုချင်းမြင်ပေးပါသောဆရာမကြီးဒေါ်တင်ကြီးအားကျေးဇူးထူးတင်ရှိပါတယ်ရှင် Grade 10မှာပညာသင်ထွန်းချွန်စုဒုတိယဆုရရှိသောအဖဦးတန်းထွန်း၏သမီးမတ်ခိုင်ခိုင်သူဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင် Grade 10မှာပညာသင်ထွန်းချွန်စုတတိယဆုရရှိသောအဖဦးမောင်ဟန်၏သားမောင်အောင်ပန်းခက်ဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင် သူများကိုချင်းမြင့်ပေးပါတော့ဆရာမကြီးဒေါ်ယူယူအားကျေးဇူးထုပင်တင်ရှိပါတယ်ရှင် Grade 11မှာပညာသင်ထွန်းချွန်စုဒုတိယဆုရရှိပါသောအဖဦးတန်းနိုင်၏သားမောင်ရဲရဲအားဆုလက်ခံရယူရန်ဖိတ်ခေါ်ပါတယ်ရှင် Grade
ကိုချင်းမြင့်ပေးပါတော့ဆီယမကြီးတော်အေဂျင့်ပြူအားကျေးဇူးတင်ရှိပါတယ်ရှင်မြို့ကရတာမောင်မေခန့်ကိုအားဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင်မြို့နယ်စဉ်တင်ချဆွမ်းရည်ပြိုင်ပွဲတွင်ဒုတိယဆုရရှိခဲ့သောဂရိတ်တိုင်းမှအဖဦးအောင်ကျော်စိုး၏သားမောင်ရှိခန့်အောင်အားဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင်မြို့နယ်စဉ်တင်ချဆွမ်းရည်ပြိုင်ပွဲတွင်တတိယဆုရရှိခဲ့သောဂရိတ်7မှာအဖဦးအောင်လိုင်း၏သမီးမတ်စောယူလိုက်ဟာဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင်ဆုများကိုချင်းမြင့်ပေးပါတော့ဇရာကြီးဦးဆောင်မင်းအားကျေးဇူးထုပေးတင်ရှိပါတယ်ရှင်တရားမဝင်ရောင်းဝယ်မှုတိုင်းပြည်ရင်းနှီးအထိမ်းနဲ့စောင့်စီစာကုန်းပြိုင်ပွဲတွင်တတိယဆုရရှိသော Great Dan မှာအဖဦးစီရီနီဝါ၏သမီးမဆုနန္ဒာအားဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင်ဦးထွေးကို၏သမီးမရွှေရမင်းကိုကိုအားဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင်မြို့နယ်စဉ်တိုက်ကွန်ဒိုပြိုင်ပွဲတွင်ဂျေးတစိမ့်ဆုရရှိခဲ့သော Great Form မှအဖဦးထွေးကို၏သမီးမရွှေရမင်းကိုကိုအားဆုလက်ခံရယူရန်ဖိတ်ခေါ်ပါတယ်ရှင်မြို့နယ်စဉ်တိုက်ကွန်ဒိုပြိုင်ပွဲတွင်ဂျေးတစိမ့်ဆုရရှိခဲ့သော Great 5မှာအဖဦးမျိုးစဲ၏သားမောင်ရဲနောင်ထွန်းအားဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင်မြို့နယ်စဉ်တိုက်ကွန်ဒိုပြိုင်ပွဲတွင်ဂျေးတစိမ့်ဆုရရှိခဲ့သော Great 5မှာအဖဦးငင်းစိုးတန်း၏သားမောင်သူရထအောင်အားဆုလက်ခံရယူပါရန်ဖိတ်ခေါ်ပါတယ်ရှင်ဆုများကိုချင်းမြင့်ပေးပါတော့ဇရာဦးမြစောအားကျေးဇူးထုပေးတင်ရှိပါတယ်ရှင်
ကိုထွေးခင်ပြန်
ပါတယ်ခင်ဗျာ Hey, look to, but we don't know. I'm sorry, come on. Baby, belong to what you're like. God, you don't tell me so long. The pain I took, now she, baby. Baby, so many room change your name. The shade it touches on the TV. Now the soul of she will be. Oh, you made the prettiest song you could love. Hey, look to, we don't know. I'm sorry, it's a song. It's so wrong. Baby, baby, you know don't love your guy. Guy, you don't tell me so lie. The king of death, got she, the chain touches on today. Now the soul of she will be with me. But the one that takes it throughout the day. But the one that takes it throughout the day. But the one that takes it throughout the day. Oh, TikTok. Thank you, boss. This is going to Marie. Like I see you, Peter. You go to my house. This is going to Marie.